သူအားလုံးရဲ့နှလုံးဝင်ကိုတော်ကြည်နူးငြိမ်းချမ်းနိုးကြားစေခဲ့တာသတိပြုမိပါလိမ့်မယ်သူတို့တွေဘာတွေတိုင်ပင်ခဲ့တာလဲအဲ့ဒီမတိုင်ခင်က American နိုင်ငံသမ္မတလုံခြုံရေးရရှိကြီးတွေနဲ့တိုင်ပင်ဆွေးနွေးခဲ့တာတွေနိုင်ငံခြားရေးဌာနတွေနဲ့တိုင်ပင်ဆွေးနွေးခဲ့တာတွေပြီးစီးတဲ့နောက်ပြုံးအားလုံးမင်္ဂလာပါခင်ဗျာ NT Channel ကကြိုးဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ Channel ဟာဆိုရင်နေ့ဆိုင်သတင်းထူးများကိုတင်ဆက်ပေးနေတာမို့ Subscribe လုပ်ပြီးဝင်ရောက်ကြည့်ရှုဖို့တောင်းဆိုလိုက်ပါတယ်ကြည့်ရှုသူများကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ပြောပြီးထုတ်ပြန်လာတဲ့ပုံတပုံနဲ့တော့ပုံပါပဲဘာတွေဆွေးနွေးတယ်ဘာတွေအောင်မြင်တယ်ကျွန်တော်တို့ဘာမှမသိရပါဘူးပြုံးပျော်နေတဲ့သူတို့ရဲ့ကြည်လင်နေသောမြဝန်းတွေဟာကျွန်တော်တို့ပြည်သူအားလုံးအတွက်စိတ်ခွန်အားတွေဖြစ်စေပါတယ်အဲ့ဒီရဲ့နောက်မှာတော့ဒီ Washington Post ကအသေးချာလေးကိုရေးသားလာပါတယ်ကျွန်တော်တို့ရသားပြည်သူဒီ9500ကျော်ဟာပေါ့ကျွန်တော်တို့အခြေခံလူဒန်းစားဖြစ်တဲ့9500ကျော်ဟာအာဏာသိမ်းပြီးတဲ့နောက်မှာဒီ People Defense Force မှာပါဝင်ပြီးထမ်းရွက်လာခဲ့တဲ့ဆိုတဲ့အကြောင်းတွေသူတို့တွေခက်ခဲပြင်ပန်းနဲ့အကြမ်းဖက်စစ်တပ်ကြီးဆိုတဲ့မင်းအွန်လိုင်းရဲ့ဖက်စစ်တပ်ကိုနောက်ွယ်ပံ့ပိုးပေးနေတဲ့ရုရှားနဲ့တရုတ်တို့ရှိရာစစ်တပ်ကြီးတွေလေယာဉ်တွေအမြောက်တွေဒုံးတွေဒါတွေအားလုံးရှိနေကြတဲ့ကျွန်တော်တို့တွေခက်ခဲခုခံရုန်းကန်တော်လှန်ခဲ့တဲ့ကြတဲ့အခြေအနေတွေကိုသူတို့ခွက်ခွင်ရေးသားဖော်ပြထားပါတယ်အဲ့တော့မြန်မာ citizen ကျွန်တော်တို့နိုင်ငံသားတွေဟာတဲ့အနောက်ဆိုတဲ့ဒီနေထိုးတို့ American တို့ democracy နိုင်ငံကြီးတွေရဲ့ရှိကနေပြီးတော့အကူအညီတွေပုံမလွှမ်းလာပါတယ်တဲ့ပြီးတော့လည်းအိမ်ကြီးချင်းကျွန်တော်တို့ရဲ့နိုင်ငံတွေဖြစ်တဲ့အာဆီယံနိုင်ငံတွေရှိရလဲမြန်မာပြည်သူတွေကအကူအညီတွေလိုအပ်နေပါတယ်တဲ့ဆောင်းပါရှင်ကရေးသားပြီးတော့အိမ်ကြီးချင်းနိုင်ငံတွေကိုပါသူကစေ့ဆော်ပန်ကြားလာပါတယ်သူထောက်ပြသွားတဲ့အချက်တွေကတော့အများကြီးပါပဲเนาะဆောင်းပါကိုမိတ်ဆွေများလဲဘာသာပြန်တဲ့ပညာရှင်များလဲတင်ပြပေးပါလိမ့်မယ်ကျွန်တော်ပြောချင်တာကတော့အကြရာတိုင်းဒီအကြောင်းမဲ့ထွက်ပေါ်လာတာမဟုတ်เนาะအရာတိုင်းဒီအကျိုးမဲ့ထွက်ပေါ်လာတာမဟုတ်အဲ့တော့ဆောင်းပါရဲ့နောက်ဆုံးပိုင်းမှာသူတို့တောင်းဆိုသွားတဲ့ဟာလေးကိုကျွန်တော်ကသဘောကျလို့ပါဆောင်းပါရဲ့နောက်ဆုံးပိုင်းမှာသူကဘာပြောသွားလဲဆိုလို့ရှိရင် American ဆိုရအနေနဲ့ပေါ့เนาะအခုဒီ Burma Act ဆိုတဲ့ဟာကို Burma Act ဆိုတာလဲအမှန်တကယ်တော့တူကောစလုံးမှာ Burma Unified Through Rigorous Military Accountability Act မြန်မာဖက်စစ်အကြမ်းဖက်အာဏာရှင်တွေကိုတာဝန်ခံမှုတာဝန်ယူမှုရှိစေရေးဥပဒေလို့ခေါ်လို့ရမှာပေါ့เนาะအဲဒီ Burma Act ကိုJoe Biden သမ္မတ Joe Biden လက်မှတ်ရေးထိုးပြီးဒီဇင်ဘာလကလေးပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကလေးကအဲ့ဒီမှာအာဏာပေးခန့်ထားတဲ့အကြောင်းအရာကတော့ non lethal assistant လူကိုသေစေနိုင်လောက်တဲ့အရာမဟုတ်တော့ထောက်ကူလို့ခေါ်ပါတယ်တဲ့အဲ့ဒါတွေကိုတဲ့ People Defense Force ဒီဆိုတော့ကျွန်တော် PDF တွေကိုထောက်ကူပေးဖို့ပြီးတော့ Ethnic Organization တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့ပေးဖို့ပါပါတယ်တဲ့ရခိုင်ဆီးရီးယားနဲ့ယူကရိန်းတို့မှာနော် American အစိုးရက non lethal assistant ဆိုပြီးတဲ့ခေါင်းစဉ်ကနေပြီးတော့ပို့ကူထောက်ပံ့ပေးခဲ့တဲ့အထဲမှာဘာတွေပါလဲဆိုရင် uniforms တွေပါပါတယ်တဲ့နော် protective armor ဆိုတာတန်ချက်ကာပေါ့အကာအကွယ်ကြီးတွေလက်နက်ကြီးတန်းတွေကိုကာကွယ်နိုင်တဲ့တန်ချက်ကာရန်ရာတွေပါပါတယ်တဲ့နော် armor military vehicle ဒီ armor လက်နက်တပ်ဆင်ထားတဲ့military ပေါ့နော်လက်နက်တပ်ဆင်နိုင်တဲ့စစ်ရင်တွေပါပါတယ်စစ်ရင်တွေပါပါတယ်တဲ့ radar နဲ့ medical equipment radar ဆိုတဲ့စုံစမ်းထောက်လှမ်းနိုင်တဲ့ radar စနစ်နဲ့ဆေးပညာပိုင်းဆိုင်ရာဆေးဘက်ပိုင်းဆိုင်ရာပစ္စည်းအသုံးဆောင်တွေပါပါတယ်တဲ့အဲ့တော့အခုမြန်မာပြည်ရဲ့အခြေအနေကအဆိုးဆုံးအခြေအနေဖြစ်နေပြီအဆိုးဆုံးအခြေအနေဖြစ်တာကမှဘယ်လောက်ဖြစ်လဲဆိုတာကိုသူကအသေးစိတ်တင်ပြသွားပြီးတော့ဘာကြောင့်မြန်မာအတွက်မဖြစ်နိုင်သေးတာလဲလို့ American ဆိုရကိုမေးခွန်းထုတ်လာပါတယ်ဒီတော့ American ဆိုရအနေနဲ့ Burma Act ကိုအကောင့်ထဲပေါ်ဖို့ NUG မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ကြီးတွေနဲ့လည်းဆွေးနွေးပြီးဖြစ်တယ်လက်ရှိအခြေအနေမှာကိုပဲစီးရေးသူတွေနဲ့ဒီမနေ့ပဲကျွန်တော်ကြည့်လိုက်ရတဲ့ American ကဒီမြန်မာနိုင်ငံဆိုင်ရာတမန်ကြီးဟောင်း Scott Marshall tweet ပြန်လုပ်ထားတဲ့ Twitter မှာကျွန်တော်ဖတ်ကြည့်ချက်အရစီးရေးသူတွေခမန်းအကဲဖြတ်နေတာကရုရှားက Wagner ကြီးစားလက်နက်ကင်တပ်ဖွဲ့ခေါင်းဆောင် Prigozhin ကိုဒီဘက်က Belarus ကနိုင်ငံရေးခိုလုံခွင့်ပေးပြီးတော့ခေါ်လိုက်တဲ့အလားတူပုံစံမျိုးလက်ရှိအချမ်းဘက်ဖက်စစ်တပ်အဓမ္မအာဏာသိမ်းတရားမဝင်ကာကွယ်ဦးစီးချုပ်ယာဒူးကိုလူထားတဲ့ဓမြဘုံမင်းအောင်လှိုင်ကိုတရုတ်နဲ့ထိုင်းကတော့နိုင်ငံရေးခိုလုံခွင့်ပေးဖို့စ조사နေတာမျိုးမဖြစ်နိုင်ဘူးလားလို့
သူတို့မိကွန်းထုတ်လာတာကိုသူတို့သုံးသပ်နေတာတွေ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပြိုအပ်လာတဲ့အခြေအနေတွေလက်ရှိအကြမ်းဖက်ဖက်စစ်တပ်တွေမှာလည်းလုံးဝဖျို့ဖျဲနဲ့ရောက်ရက်ခတ်နေတယ်ကျွန်တော်မင်းညာပြောသလိုပဲယူဖင်တရေကကိုရင်းပြူနေတယ်လို့သူတို့တွေဖြစ်နေကြဟိုတက်ဒီရွှေဒီတက်ဟိုရွှေသူတို့မှရှိတဲ့ကားတွေယင်းတွေအမြောက်တွေလီရင်တွေဖြစ်သလိုတော့လီရင်တွေ hour ကြော်နေတယ် flying hour ကြော်နေတယ် maintain မလုပ်နိုင်ဘူးပြက်ကျသေးသေးချဖျို့ဖျဲဗျံပတာဘယုံဘယံလောင်ပလဲနော်တော်တော်ကြီးကိုဗျံပတာဖြစ်နေတဲ့အခြေဖြစ်တယ်ဘာလို့လဲဆိုတော့ငကိုကမှတတိမမှန်မှန်ခဲ့တာဟုတ်ပြည်သူကိုကာကွယ်ဆောက်ရှောက်ဖို့ဆိုတဲ့တစ္ဆာတွေဖောက်ဖြစ်တယ်တစ္ဆာဖောက်လို့လုပ်ရတဲ့ယူမီဝိုင်းလုပ်နေတာကိုဥပမာလေးနိုင်ပြရင်ဘာနဲ့ပုံစံတူနေလဲခက်ချင်းချင်းခက်ရင်နိုင်ပြရင်ခွေးတကောင်အမီးမှာအမဲသားတုံးကိုချီပေးလိုက်တော့အသိဉာဏ်မဲ့တဲ့ခွေးဟာသူ့မီးကအမဲသားသူဟန့်နေလဲနေတယ်လို့မျိုးမင်းအောင်လိုက်ငရဲခွေးလဲနေတယ်ဟိုလဲမနိုင်ဒီလဲမနိုင်ကြောင်ချီမင်းအောင်လိုက်နော်ဒီနိုင်မှာဆိုလဲဗျံပတာကြီးစီရင်နဲ့ဟိုလန့်မလို့ဒီလန့်မလို့ခရင်နီမှာဆိုလဲတွေ့ကြရတာဘုံကျဲတက်ဖြတ်လူတွေအကုန်တက်နေတယ်ဘာမှမနိုင်ဘူးလွိုင်ကော်မှာသူတို့ခံစစ်မစင်နိုင်တော့တာကစားရင်းနဲ့လွိုင်ကော်တွေကိုသူ့ရဲ့စစ်တီဆိုတဲ့အကြမ်းဖက်တပ်ဖွဲ့လက်ပါစီအိမ်ထောင်တဲ့မိသားစုတွေကိုလင်းနေနဲ့အရာရွှေ့နေပြီး AR တိုင်းမှာဆိုလဲအခုမနေ့ကဆိုလို့ရှိရင်ဒီသူတို့ဒဏ်ရာရထားတဲ့ EA တွေခေါ်တဲ့နော်စာအုပ်ရောင်းဖို့အစင်သစ်ဖြစ်နေတဲ့ခြေလက်အင်္ဂါမစုံတော့တဲ့အကြမ်းဖက်လက်ပါစီတွေအမြောက်များကိုဝါခေမမြို့နယ်ခမ်းမကိုပို့ထားတယ်ဝါခေမမှာ AR တိုင်းမှာ PDF တွေတော့မရှိတော့ဘူးလို့ထင်တာကိုသွားပို့ပြီးတော့အနာပေးယူသူလိုရှောင်းကန်းသူလိုနဲ့ဗန်းပြဖို့လှုပ်လာတယ် POP ရဲ့ဗျံပတာဘယုံဘယင်းသူတို့ဖြစ်နေတယ်ပြီးကြတည်တယ်လေစစ်တိုင်းမှုဆိုတဲ့လူတွေကလည်းပညာမဲ့တဲ့လူတွေမှမဟုတ်ပဲဥပဒေနားမလဲတဲ့လူတွေမှမဟုတ်ပဲအနာဂတ်ဆိုတော့မတွက်ချက်နိုင်တဲ့စီးသုံးသက်ချက်နားမလဲတဲ့နလဘိန်းတုံးငတုံးနေမှာမဟုတ်ပဲဗျံပတာ POP ရဲ့နဲ့ပြပအားကိုကိုးပြီးတော့တရုတ်နဲ့ရုရှားဖက်စစ်စိတ်သက်ကိုအားပေးတဲ့ autocracy နိုင်ငံခြားကိုအားကိုးပြီးတော့ကိုပြည်သူတိုင်းသားချင်းချင်းကိုဆိုးရွားစွာနှိပ်စက်ကြမ်းဖက်တပ်ဖြတ်မရင်းကျစ်ရွာလုံးကျမီးရှို့လေးနဲ့ဘုံကျဲနောက်ဆုံးဓာတုဗေဒအစိပ်ပြင်းဘုံတွေပါအသုံးပြုပြီးတော့လူအမြောက်များကိုတပ်ဖြတ်ဖို့အမိန့်ပေးလာတဲ့ဆိုတော့မင်းအွန်လိုင်းရဲ့လုပ်ရက်ကိုအောက်ခြေကတိုင်းမှုတွေတက်မှန်မှုတွေဒါနလဘိန်းတုံးစောက်ယူတွေမှမဟုတ်ပဲသူတို့လည်းသိတာပေါ့ဒါတမိုင်းမှာတရားခံဖြစ်နိုင်တယ်အချိန်မီဆရာဆွဲခိုးရုံးမှာငါတို့ပါဆွဲကြုံပြီးတော့လေပင်ကျိုးကွင်းဆွတ်ဖို့အတွက်အလိုလိုပါပါတနာဖြစ်အောင်ဆွဲခေါ်နေတဲ့လုပ်ရက်တွေဖြစ်တယ်ဆိုတာသူတို့လည်းသိလာတာပဲသိတော့မင်းအွန်လိုင်းဒီကသူလုံနေတဲ့မင်းအောင်နိုင်လွယ်ကကျွန်တော်တို့တိုင်းသူပြည်သားတိုင်းရင်းသားများရဲ့အနာဂတ်အကျိုးစီးပွားအတွက်လာမှမဟုတ်ဘူးသူပြောနေတဲ့ဘယုံမြင့်စီမံချက်တကြည့်သူပြောနေတဲ့နှစ်တုံနှစ်ရှည်စီမံကိန်းဆိုတော့ကြည့်သူပြောနေတဲ့မဲလိမဲခိုးလို့ခဏတာဝန်အုပ်ချုပ်လဲရတာပါဆိုတော့ကြည့်သူပြောနေတဲ့ဒီမိုကရေစီကိုကျွန်တော်ကတည်ဆောက်မှာပါဟမ်ပြည်အများပြည်သူရဲ့ဆန္ဒဦးစားပေးမှာပါဟမ်ပန်းကင်တဲ့လူတော်ဖမ်းနေတဲ့လူတယောက်ပါဇက်ကထွက်လာတဲ့ခွေးကောင်းချိတ်ပြီးစိတ်သားရောင်းနေတဲ့လုပ်ရက်တွေကိုစစ်တိုင်းမှုတွေတက်မှမှုတွေကငတုံးနေမှာမဟုတ်ပဲဒါကိုလက်ခံယုံကြည်တဲ့တချို့တော့ရှိမှာပေါ့တော်ကိုစောက်သုံးမကြပြီးဗိုလ်ချုပ်ရာတို့တတ်ထားတဲ့လူဖြစ်မှာပေါ့ဒီလောက်လုံနေတဲ့ဗျံမတာဖျို့ဖျဲနော်ပြောတော့စစ်စည်းကမ်းဒီတက်မတော်အသက်ခံတာဘာစောက်စစ်စည်းကမ်းမှမရှိတော့စစ်စည်းကမ်းဘာလဲဟမ်ထိုင်းတက်မတော်ကာကွယ်ဦးစုချုပ်ကစကားလေးတစ်ခုပြောဦးတာခင်ဗျားတို့လည်းကြားမှာပေါ့တိုင်းမှုတွေလည်းကြားမှာပေါ့ပြည်သူကိုပြန်ပြီးလက်နက်နဲ့ချိန်ရွယ်လိုက်ပြီဆိုကြလေမင်းဟာစစ်သားမဟုတ်တော့ဘူးစစ်ရဇွဲကောင်ဖြစ်သွားပြီအခုဖက်စစ်ငရဲမှုကိုမင်းအောင်လိုင်းကိုယ်တိုင်ကပြည်သူကိုတပ်ဖြတ်ဘုံကျဲနေအခုဆိုတောင်းနဲ့ချီပေးသွားပြီဒီ2021ကစပြီးအခုချိန်ကြီးဆိုအင်ဂျီပေါင်း9000ကျော်မိရှုပြကြခဲ့ပြီကဲစဉ်းစားကြည့်ဗျာမိသားစုပေါင်း9000မိသားစုစုမှာအနည်းဆုံး9ဦးနဲ့ပဲအတွက်လူကြီးနေတာမဟုတ်ဘူးဦးမဲအိမ်မဲဘောဖြစ်သွားကြတာဘာလဲဒါလားပြည်သူအကျိုးစီးပွားကာကွယ်ဆောက်ရှောက်ဖို့အာဏာထိန်းလိုက်ရပါတယ်ဆိုရဲစစ်တပ်တက်ကလောက်ရခုကြည့်လက်ဆက်ဒီတပတ်တော်ထဲမှာပေါ်လာတဲ့အမျိုးသမီးငယ်လေးတွေကြီးရွာတွေမှာအပြစ်မဲ့အမျိုးသမီးအရသားတွေတပ်ဖြတ်ခံရတယ်တာဝန်ရှိတဲ့သူတွေနဲ့စေပညာကျွမ်းကျင်တဲ့သူတွေစစ်ဆေးကြည့်လိုက်တယ်ဖက်စစ်ငရဲခွေးမင်းအောင်လိုက်လက်ပါစီတွေအုပ်စုဖွဲ့မရင်းချင်မီရက်ဆက်တတ်တာကဲဒါလားစစ်တပ်တက်လို့ရတိုင်းမှုဆိုတဲ့ကောင်တက်မှမှုဆိုတဲ့ကောင်တွေစဉ်းစားမင်းတို့မရင်းတက်တွေဖြစ်နေဖက်စစ်ငရဲခွေးလက်ထက်မှာမင်းတို့ခုပြည်သူဘယ်သောသားမင်းတို့ကိုပြည်သူတကာကရန်သူတွေပဲယွန်ရှာမုံတီးစွာကြည့်နေကြလက်နက်မရှိသေးလို့လားလက်နက်ရှိလားကြည့်နော်အဲ့တော့မင်းအွန်လိုင်းကိုခုလိုတရုတ်နဲ့ထိုင်းကနိုင်ငံရေးခုလုံငွေပေးဖို့စဉ်းစားလာနိုင်တယ်ဆိုတော့စီးသူတွေတည်းထုတ်ပြချက်ကိုတချို့သောပညာရှင်တွေကထပ်မံဝေဖန်ပါတယ်မင်းအွန်လိုင်းတယောက်တည်းကိုနိုင်ငံရေးခုလုံခွင့်ပေးနိုင်ငံကထွက်ပြေးခွင့်ပေးလိုက်လို့မြန်မာပြည်ဒီမိုကရေစီရဲ့ပြန်လည်ရရှိဖို့ဟာမဖြစ်နိုင်ပါဘူးဘာလို့ဆိုတော့နောက်တက်လာမဲ့ commander နော်နောက်တက်လာမဲ့
စစ်ဗိုလ်ချုပ်ကလည်းအလားတူလမ်းပဲဆက်သွားပြီးအာဏာကိုဆက်လက်ချုပ်ကိုင်မှုကြိုးစားလာမှာဖြစ်တယ်အဓိကပြဿနာဟာဖက်စစ်ဝါဒကိုအာဏာရှင်ဝါဒကိုတဆွေမျိုးကောင်းစားရေးဝါဒကိုအခြေခံလက်ကင်ကျင့်သုံးပြီးမိမိတို့ယာရုအာဏာစည်းစိမ်တကိုးထွားရတဲ့ပဲကြိုးစားခြင်းတဲ့ဒီစစ် institution military ဖွဲ့စည်းပုံကြီးတစ်ခုလုံး military institution တစ်ခုလုံးကိုကျွန်တော်တို့ပြည်သူတရားလုံးကပြင်ဆင်ပြောင်းလဲပြည်သူအာဏာလက်အောက်ကိုရောက်အောင်ပို့နိုင်မှတိုင်းပြည်ရဲ့ပြဿနာပြီးစီးမှာဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့တွေအခုဆိုရင်ကျွန်တော်တို့မြို့သားညီညွတ်ရေးဆိုရဝန်ကြီးဌာနတွေတဲကဝန်ကြီးတစ်ပါးဖြစ်တဲ့ဦးလွင်ကိုလက်ကလည်းမနေ့ကသူထုတ်ပြန်တဲ့ဆိုတဲ့အကြောင်းစာတွေဖတ်ရပါတယ်ပြီးတော့နိုင်ငံနေရာအနှံ့မှာလည်းပဲ PDF ပြည်သူ့ကာကွယ်တပ်မတော်စနစ်တကျလေ့ကျင့်ဖွဲ့စည်းထားတဲ့ chain of command နဲ့စနစ်တကျစစ်တိုင်းကြီးတွေဖွဲ့ပြီးတော့နေပြည်တော်ကိုဥတီပြီးတော့နေရာအရက်ရှိမြင်တာကဥတီချီတက်လာတဲ့ PDF ကာကွယ်တပ်တွေကစွမ်းဆောင်ရလဲပုံမထက်မြက်ရဲရင်တွက်လက်ပြည်သူထောက်ခံမှုကိုဆက်လက်ရရှိလာတဲ့အတွက်အောင်မြင်မှုပန်းနိုင်ကိုလှမ်းကင်ကိုနီးကပ်လာပြီဖြစ်တယ်ဒီကြားထဲမှာစကိုင်းကအချို့သောနေရာလေးတွေမှာအစုဖွဲ့လိုက်စနစ်တကျစီမံစုဖွဲ့ပြင်ဆင်နိုင်စွမ်းမရှိတဲ့တပ်ဖွဲ့ငယ်လေးတွေထိခိုက်ကြဆုံးစကန်သိန်းခံရတဲ့အခြေအနေကိုလည်းဝမ်းနည်းစရာကြားသိနေရပါတယ်တို့ပေမဲ့ကြံတဲ့ဖက်မှာကသမ္မတဒေါ်နယ်ထရမ့်ပြောခဲ့သလိုပဲစစ်ပွဲကိုရပ်ချင်ခေါင်းတွေကိုဖြိုးဖို့အတွက်ဥတီပြီးချီတက်နေတဲ့ PDF တပ်မတော်ကြီးကအင်အားအဟုန်နဲ့လူအင်အားအဟုန်နဲ့ပြင်ဆင်စုဖွဲ့အစစ်အသင့်ဆောင်ဆိုင်နေပြီဖြစ်တယ်ဒီချိန်မှာ Washington Post က non-lethal aid အတွက်အကူအညီတွေပေးဖို့ American ဆိုရကိုတိုက်တွန်းတောင်းဆိုလာပြီဖြစ်တယ်တွေးဆုံဆွေးနွေးချက်တွေလည်း PPC သွားပြီဖြစ်တယ်ပြည်သူအားလုံးကလည်းအစစ်အသင့်နိုးကြားထားပြီးဖြစ်တယ်ဖက်စစ်မင်းအောင်လှိုင်ရဲ့ရန်နေရအုပ်ချုပ်ရန်နေရပြိုပြက်သွားတာနဲ့အစစ်အသင့်ဝင်ပြီးနေရာယူအုပ်ချုပ်သွားနိုင်မှုအုပ်ချုပ်ရန်နေရပြည်သူ့ကာကွယ်အဖွဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရန်နေရလည်းနိုင်ငံရဲ့နေရာအများစုမှာအစစ်အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်ပြည်သူတရားလုံးနီးပါစစ်ကြုံဖြစ်လို့သူနဲ့လူလေလူလွင့်အချောင်နေအချောင်စားလူဒန်းစားအချို့ကလွဲလို့ပြည်သူအများစုကဖက်စစ်ကြုံလူမျိုးတူချင်းကြုံပြုခံရတဲ့ဘဝနေလွန်မြောက်ဖို့ဘာလောက်ရဘာရင်းရရှိတဲ့ဓာရှိတဲ့ဒဇင်ရှိတဲ့ပေါတူရှိတဲ့ခရင်ရှိတဲ့ဇွန်ခင်းနဲ့ထွက်နှိမ်နှင်းဖို့စင်သစ်ဖြစ်နေပြီဖြစ်တယ်အဲ့တော့အရာအားလုံးတိဆိုင်ပေါင်းစုံလာတဲ့ကာလမှာကျွန်တော်တို့ပြည်သူတွေဟာကျွန်တော်တို့လွတ်လပ်ရေးခေတ်ဦးတုန်းကဖက်စစ်တွေကိုမောင်းထုတ်တိုက်ခိုက်ဖို့ပြည်သူအားလုံးပြည်သူကတပ်မတော်ပြည်သူ့ကာကွယ်တပ်မတော်ဖက်စစ်ချေမှုန်းနေနေတဲ့တပ်မတော်ထဲမှာပါဝင်ထမ်းဆောင်ကြဖို့ပေါ်ထွက်ခဲ့တဲ့စစ်သည်ချင်းတစ်ပုဒ်ရှိတယ်အခုအဲ့စစ်သည်ချင်းဟာလည်းပဲဒုတိယအကြိမ်မြောက်လူမျိုးတူချင်းကျွန်ဘွားကလွန်မြောက်ဖို့ပြင်းထန်ဆုံးအချိန်အဟုန်နဲ့တနိုင်ငံလုံးအုံထရုံးကြွရမယ့်အချိန်မှာပို့ပြီးတော့တက်ဆိုင်တက်ဝင်လာတယ်လို့ကျွန်တော်ထင်မိပါတယ်ဒါကြောင့်ဒီစစ်သည်ချင်းလေးကိုကျွန်တော်တို့အတူတူနားထောင်လိုက်ညီးရင်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံကျွန်တော်တို့ပြည်ထောင်စုသားများအားလုံး290ကြာရင်ဆိုင်ခံစားခဲ့ရတဲ့